ဒါလေးကတော့ N1 N2 နဲ့ပတ်သက်တယ်ပေါ့နော်စကားလုံးတွေပဲခုတိုးပါလေးဖြစ်ပါတယ်နံပါတ်1ကိုကြည့်မယ်ဆိုရင်တော့ G ဆိုတာကျတော့ account တွေခေါ်တာပေါ့နော် account တွေခေါ်တာဥပမာစာကြောင်းကြည့်မယ်ဆိုရင်တော့新しい政策を実施するပေါ့နော်新しいဆိုအသစ်ဖြစ်တော့ပေါ့နော်政策ဆိုတာနိုင်ငံရေးမူဝါဒပေါ့နော်実施するဆိုတာ account တွေပေါ်လဲဆိုတော့နိုင်ငံရေးမူဝါဒအသစ်ကို account တွေပေါ်ပြီးတော့ဒီပေးရပါတယ်နံပါတ်2က 検証ပေါ့နော်検証ဆိုတာကထင်ရှားတော့ဆိုဒီပေးရပါတယ်ထင်ရှားဆိုတော့ဘာဥပမာစာကြောင်းကြည့်မယ်ဆိုရင်တော့ဒီ検証နော်ရှင်းဖို့ပေါ့နော်ထင်ရှားတဲ့တိုးတက်မှုတစ်ခုလို့တိုးတက်မှုတစ်ခုဆိုတဲ့ဒီပေးရပါတယ်ပြီးတော့နံပါတ်3ကကျတော့ဖုန်းဆိုပေါ့နော်ဖုန်းဆိုဆိုတာပြိပခါတွေဖြစ်တဲ့ခါကိုဖုန်းဆိုတော့အသုံးပြုပါတယ်ဥပမာစာအုပ်ကြည့်မယ်ဆိုရင်တော့ခုဆိုင်ဖုန်းဆိုဆိုတာကကြတော့အပြည်ပြည်ဆိုင်ရာပြိပခါပေါ့နော်နိုင်ငံတကာပြိပခါပေါ့လို့ဒီပဲရပါတယ်ပြီးတော့နံပါတ်4ကပါလဲဆိုရင်တော့ဓာတ်တိုးဆိုတာတင့်တော်တော့ပေါ့နော် appropriate ပေါ့နော်တင့်တော်တော့ဆိုတာဥပမာစာအုပ်ကြည့်မယ်ဆိုရင်တော့ဓာတ်တိုးနာဟန်တန်ပေါ့နော်ဟန်တန်ဆိုတာလဲဆိုရင်တော့ဆုံးဖြတ်ချက်ပေါ့နော်တင့်တော်တဲ့ဆုံးဖြတ်ချက်ဆိုတဲ့ဒီပဲရပါတယ်နံပါတ်5ကျတော့ဆွီတိုက်ဆိုရုပ်ရော့လာတော့ပြောတာပေါ့နော်ဆွီတိုက်ဥပမာဆိုင်အောင်ကြည့်မယ်ဆိုရင်တော့ခဲဆိုင်ကဆွီတိုက်ဆိုလို့ပေါ့နော်ဒီစီးပွားရေးအခြေအနေတွေရုပ်ရော့တယ်ရော့ကျလာတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်